လေရင်ပေါ်မှာအလုတ်လုတ်တဲ့ဝန်ထမ်းတစ်ယောက်ကတခုခုလှုပ်ရှားနေတန်ကြားလိုက်ရတယ်ထင်လို့တကားကိုဖွင့်ကြည့်လိုက်တယ်ဒါပေမဲ့ထူးထူးခြားခြားဘာမှမတွေ့ရဘူးဒါနဲ့တကားပြန်ပိတ်မလို့လှုပ်တဲ့အချိန်မှာပဲအတွင်းထဲကနေတခုခုကအပြင်းထန်လာရိုက်ခတ်ပါတော့တယ်လေရင်ဝန်ထမ်းကတကားကိုအားကုန်သုံးပြီးပိတ်ထားဖို့ကြိုးစားပေမဲ့ရိုက်ခတ်မှုတွေကပိုပြင်းထန်လာတာမို့နောက်ဆုံးမှာတော့ကြောက်လန့်တကြားနဲ့ဖယ်ပေးလိုက်ရတယ်အဲ့ဒီနောက်မှာတော့တကားရဲ့ဝက်ဥတွေအားလုံးလွင့်ထွက်သွားပြီးအတွင်းထဲကအမီမတိတရဝတစ်ခုကတကားကိုဖျက်ဆီးပစ်လိုက်ပြီးလေရင်ခန်းတစ်ခုလုံးအမှောင်ကျသွားခဲ့ပါတယ်ခဏအကြာမှာတော့လေစိတ်ထိန်ချုပ်ရေးမျှော်စင်ကဝန်ထမ်းတွေဟာဘာလင်ကနေပြန်တန်းလာတဲ့အဲ့ဒီလေရင်တက်မှတ်ထားတဲ့နေရာမှာမစင်းတက်လာတာကိုသတိပြုမိသွားကြတယ်အခြေအနေတစ်ခုခုမဟန်ဘူးဆိုတာသိလိုက်တာနဲ့လေရင်ရနာထားတဲ့နေရာစီကိုချက်ချင်းသွားရောက်စစ်ဆေးကြပါတယ်လေရင်တစ်ခုလုံးကအလွန်အမင်းအေးစိတ်နေပြီးသတင်းပေါက်လိုက်တာတွေအားလုံးပိတ်ထားတာကိုတွေ့ရတဲ့အတွက်ကြီးကြီးမားမားပြဿနာတစ်ခုခုတက်နေပြီဆိုတာသိတာနေခဲ့တဲ့တိတ်မကြခင်မှာပဲသက်ဆိုင်ရာအဖွဲ့အစည်းတွေရောက်ရှိလာပြီးယောဂထိန်းချုပ်ရေးအထူးကူတွေဖြစ်တဲ့ဒေးဗစ်နဲ့မေရီတို့လည်းအကာအကွယ်ဝတ်စုံတွေဝတ်ဆင်ပြီးလေရင်ပေါ်တက်ရောက်စစ်ဆေးခဲ့ကြပါတယ်လေရင်ပေါ်ကခီးတဲ့210လုံးဟာဘာတန်ရာမှမရှိရုန်းကန်ခဲ့ရတဲ့အရေးအယောင်လည်းမရှိပဲထိုင်ကုန်တွေပေါ်မှာပဲချက်ချင်းတည်ဆုံသွားခဲ့ကြတာကိုတွေ့ရပါတယ်တည်ဆုံရတဲ့အကြောင်းရင်းကိုမျက်စိနဲ့ကြည့်ုံနဲ့မသိနိုင်တာမို့ခီးတဲ့တွေကိုခရမ်းလွန်ရောင်ကြီးနဲ့စစ်ဆေးကြည့်တဲ့အခါလေရင်ကန်အနှံ့ပြားမှာတရဝတစ်ကောင်ကနေထွက်ရှိလာတဲ့အရည်တွေလို့ယူဆရတဲ့အကွက်တွေကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီနောက်သူတို့2ယောက်ဟာလေရင်ရှိပိုင်းနဲ့နောက်ပိုင်းကိုခွဲပြီးစစ်ဆေးခဲ့ကြတယ်မေရီကလေရင်မောင်းကန်တကားပွင့်နေတာကိုတွေ့လို့အထဲဝင်ဖို့လုပ်တဲ့အခါမြေပြင်ဖွဲ့ကနေမဝင်ဖို့တားမြစ်ခဲ့ပေမဲ့မေရီကတော့နားမထောင်ပဲဝင်သွားခဲ့တယ်အဲ့ဒီချိန်မှာပဲအရင်ကတေဆုံးနေပြီလို့ထင်ရတဲ့ခီးတဲ့တွေနဲ့လေရင်မှုဟာအသက်ရှင်လျက်ပြန်လည်ထမြောက်လာပြီးဒေးဗစ်နဲ့မေရီတို့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်လေရင်ပေါ်မှာအသက်ရှင်ကျန်ရစ်သူ4ဦးရှိနေသေးတာကိုအားလုံးသိရှိသွားကြတဲ့နောက်မှာတော့တေဆုံးသွားတဲ့အခြားခီးတဲ့တွေရဲ့ရုပ်အလောင်းတွေကိုအထူးစနစ်တကျနဲ့အကာအကွယ်အိတ်တွေထဲထည့်သွင်းပြီးတည်ဆောင်သွားခဲ့ကြပါတယ်